ဇလန်းဆောင်မှာတော့ပူပြင်းလာတဲ့တဲကနာတာတွေမှာလူငယ်လေးစုကနေပူးကျဲအောင်မှာ trend တွေအသေးအတန်တူးနေကြရပါတယ်အလုတ်တန်ကိုမခံနိုင်တော့တဲ့ကောင်လေးတယောက်ဟာငွေဟောက်ကိုဖနှက်ချွတ်ပြီးတွားထိရကနေအသက်ပြောက်သွားခဲ့ရတယ်တစ်ဖက်မှာတော့မြို့ပေါ်က Stanley Yawnet ဆိုတဲ့ကောင်လေးဟာလမ်းလျှောက်နေတော့ကောင်းငင်အနေတန်ဘူးကြီးအားကစားဖနှက်တစ်စုံသူ့ခေါင်းပေါ်ပြုတ်ကျလာပါတယ်သူ့ဖေကလည်းခြေထောက်အနှက်ပြောက်စေးတီးထွေးနေသူဆိုတော့ဒီဖနှက်ကိုအင်ယူသွားဖို့သူစူးစမ်းခဲ့ပြီးမြဲကန်ဆိုးစွာနဲ့ပဲရဲတွေကသူ့ကိုဖနှက်ခိုးမှုနဲ့ဝိုင်းဖမ်းလိုက်ပါတော့တယ်တကယ်တော့ဒီဖနှက်ဟာနာမည်ကြီး baseball ကစားသမားတူရဲ့ဖနှက်ဖြစ်ပြီးပရဟိတပွဲကနေပျောက်ဆိုးသွားတာပါStanley ရဲ့အိမ်ကိုရဲတွေဝင်စစ်တဲ့အခါဖက်တွေအများကြီးနဲ့ baseball ကျဲပွင့်ရဲ့ poster တွေကိုတွေ့သွားတာကြောင့်သူဟာတရားရုံးမှာထောင်ဒဏ်သို့မဟုတ် Camp Green Lake ဆိုတဲ့ scan မှာ18လအလူကျန်းလုပ်ဖို့ရွေးချယ်စရာဖြစ်လာပါတယ်။သူကတော့ Camp Green Lake scan ကိုပဲရွေးခဲ့တာပေါ့။သူတို့မိသားစုဟာဘိုးဘွားစင်ဆက်ကျင်းစားတင်နေတယ်လို့သူကယုံကြည်နေသူပါ။စကန်ကိုရောက်တော့ Mr. Sa ဆိုသူနဲ့တွေ့ပါတယ်။ဒီ scan မှာချန်စီယိုတွေကင်းမြော်စင်းတွေမရှိဘူး။ဘာလို့လဲဆိုတော့ပတ်ဝန်းကျင်မိုင်ပေါင်းများစွာမှာတဲကန်တာပဲရှိပြီးရေရင်မရှိတာကြောင့်ဘယ်သူမှထပ်မပြေရကြလို့ပါ။ Stanley စကန်ရောက်လာချိန်မှာတော့ Mr. Sa က Stanley ကိုစကန်ရဲ့စီကံတွေအကျုံရရှင်းပြနေပါတယ်။အဲ့ဒီနောက်မှာ Stanley ကိုဝိဆာနှစုံဖနက်နဲ့ဂိုပြားရဲ့အကြောင်းကိုထုတ်ပြလိုက်ပြီးနေ့တိုင်း9ပေအနံ့ရှိတဲ့ကျင်းတကျင်းတူးရမှာဖြစ်ပြီးဂိုပြားနဲ့အရွယ်အစားတိုင်းတာမှာခက်တယ်လို့ပြောလိုက်ပါတယ်။တူးရင်းနဲ့ထူးခြားတာတစ်ခုခုတွေ့ရင်အကြီးကဲကိုအကြောင်းကြားရမယ်။အဲ့ဒါဆိုရင်အလုပ်နားခွင့်ရမယ်လို့ဆိုပါတယ်။ဒါပေမဲ့တကယ်လို့သူတို့ဟာတစ်ခုခုကိုရှာနေတာမဟုတ်ဘဲစိတ်ထက်ပြုတ်ပြင်မှုတူးခိုင်းတာလို့အရာရှိတွေလာပြောပါတယ်။ Stanley ဟာအဲ့ဒီမှာ0လို့ခေါ်တဲ့စကားနဲ့တဲ့ကောင်လေးနဲ့ခင်မင်းသွားပါတယ်။0ကစာမတတ်တာကြောင့် Stanley ကသူ့ကိုစာတင်ပေးဖို့သဘောတူလိုက်ပြီး0ကလည်း Stanley အတွက်တွင်းကူတူးပေးပါတယ်။ဒါကိုတခြားကောင်လေးတွေကမနာလိုဖြစ်ပြီးရန်ဖြစ်ကြရကနေ0ကအရာရှိတယောက်ကိုဂေါ်ပြားနဲ့ရိုက်ပြီးကန်တာရဲထဲထွက်ပြေးသွားပါတော့တယ်။ Stanley ဟာသူ့တငယ်ချင်းကိုစိတ်ပူပြီးကားတစ်စီးခိုးမောင်းကလိုက်သွားခဲ့ပေမဲ့ကားကတွင်းထဲထိုးကျသွားလို့ခြေတရင်ပဲဆက်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Kissing Cage လို့ခေါ်တဲ့ဓားပြမာကြီးရဲ့ချစ်သူဆမ်ရဲ့လီဟောင်းအောက်မှာပုံနေတဲ့0ကိုပြန်တွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာဖျားသခင်ရဲ့လက်မလို့ခေါ်တဲ့တောင်ပေါ်ကိုခက်တက်ခဲ့ကြပါတယ်။အဲ့ဒီမှာရေနဲ့ချစ်သွန်ကြီးတွေတွေ့လို့အတက်ဘေးကလွတ်မြောက်ခဲ့ကြတာပါ။ဒီနေရာမှာဇလန်ဟောင်းကိုပြန်ကြည့်နေ Stanley ရဲ့ဘိုးဘေးဟာဘေဒင်ဆီယာမ Madam Zeroni စီကကူညီတောင်းခဲ့ပြီးဂရီမတီခဲ့တာကြောင့်မျိုးရိုးလိုက်ကျင်းစာတင်ခဲ့တာပါအခု Stanley က0 Madam Zeroni ရဲ့အနွယ်ဝန်ကိုတောင်ပေါ်ပို့ချီသွားပြီးတချင်းဆိုပြောက်လိုက်တဲ့အခါမှာတော့ကျင်းစာဟာပြေပြောက်သွားပါတော့တယ်အဲ့ဒီချိန်မှာပဲမျိုးပေါ်ကသူ့အဖေရဲ့တီထွင်မှုဟာလည်းအောင်မြင်သွားပါတယ်နောက်ဆုံးမှာတော့ Stanley နဲ့0ဟာ Twin 2 စကန်ကိုပြန်သွားပြီးသူတို့ Twin 2ခဲ့တဲ့နေရာမှာနမဲကြီးရတနာတက်တာကိုထူးဖော်နိုင်ခဲ့ပါတယ်စကန်အုပ်ချုပ်ရေးမှုတွေကဒါကိုလူယူဖို့ကြိုးစားပေမဲ့အစိတ်ရှိတဲ့ပုတ်တင်းကြိုတွေကြောင့်မချင်းကပ်ရကြပါဘူးအဲ့ဒီအချိန်မှာပဲ Stanley နဲ့ရှေ့နေရောက်လာပြီးသူ့မှာအပြစ်မရှိကြောင်းသက်သေပြနိုင်ခဲ့ပါတယ်တစ်တာပေါ်မှာလည်း Stanley ရဲ့အဖို့အမိပါနေတာကြောင့်သူတို့ပဲပိုင်ဆိုင်ခွင့်ရသွားပါတယ်။စခန်းကအရာရှိတွေဟာလည်းမတရားမှုတွေကြောင့်အဖမ်းခံရပြီးစခန်းကိုပိတ်လိုက်ရပါတယ်။နှစ်ပေါင်းများစွာ6သွင်းနေတဲ့အဲ့ဒီဒေတာမှာလည်းမိုးတွေရွာချလာပါတော့တယ်။ Stanley နဲ့0တို့ဟာရတနာတွေကြောင့်ချမ်းသာသွားကြပြီး0လည်းပျောက်ဆုံးနေတဲ့သူ့မိနဲ့ပြန်ဆုံစည်းခွင့်ရသွားပါတော့တယ်။အရာအလုံးဟာရှေ့ရခင်ကလေးကကံကြမ္မာအချိုးပြေးရဆက်နေကြတာပဲဖြစ်ပါတော့တယ်။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီ။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတွေကိုအမြဲတမ်းကြည့်လို့ရအောင်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပေးထားခဲ့ကြပါဦးဗျာ။